ဒီမြေကွေးပေါက်လေး၄កောင်ဟာဘိုက်ဆက်စာနဲ့ဟိုကြည့်တီကြည့်လုံးနေကြပါတယ်သူတို့မေဘယ်တော့မှပြန်မလာတော့ဘူးဆိုတာသူတို့မသိကြပါဘူးတကယ်တော့တိဘက်ကုန်းမြေပေါ်ကဒီမြေကွေးလေးများဟာတာသမီ၄កောင်ကိုအတူတူပြုစုပြိုးထောင်နေခဲ့ကြတာပါပုံမှန်ဆိုရင်တော့တာသမီတွေဘိုင်းဝဖို့အတွက်မိဘနှစ်ပါးကတလှဲ့စီအစာထွက်ရှာကြပါတယ်ဒီနေ့မှာတော့ဖခင်ကကြံခဲ့ပြီးမိခင်ကအစာထွက်ရှာပါတယ်ဒါပေမဲ့ဒါဟာမိခင်ဖြစ်သူရဲ့နောက်ဆုံးခီးဖြစ်သွားလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ပါဘူးနောက်တနေ့ရောက်တဲ့အထိအမေလို့သူပြန်မရောက်လာတော့ပါဘူးခလေးတွေခမစာလောင်လုံးလို့အဖေလို့သူတော့တကောက်ကောက်လိုက်ပြီးအစာတောင်းနေကြရှာပါတယ်အခုချိန်ကစပြီးမိသားစုတစ်ခုလုံးရဲ့တာဝန်ကဖခင်တယောက်တည်းရဲ့ပခုံးပေါ်ရောက်လာပါတော့တယ်ဖခင်ခမရွေးချယ်တုံးမပေးပဲစူးစမ်းရင်းနဲ့ဖခင်မြေခွေးကြီးနီလန်တစ်ခုကိုရှာတွေ့သွားပါတယ်အဲ့ဒါကတော့သူ့ကိုရန်လုတ်တဲ့တိုးတွေကိုပဲအကာအကွယ်ယူပြီးမဲလိုက်တာပါပဲတိုးတွေရဲ့ကိုနက်ကသူ့အနက်ကိုဖုံးပေးထားသလိုတိုးတွေရဲ့ဘေးကနေကတ်လိုက်သွားတော့သားကောင်းတွေကတတိမထားမိကြတော့ပါဘူးမကြခင်မှာပဲခလေးလေးကောင်လုံးဘိုင်းဝအောင်စားလာရပါပြီဖခင်ကြီးကတော့တက်တီပြလိုက်ပါပြီမှန်ကန်တဲ့နီလန်က3တိုင်အခက်ခဲဆိုတာအခွင့်အရေးဖြစ်လာနိုင်ပါတယ်ဆိုတာပါပဲအခုဆိုရင်သူဟာရှေ့ရေးကိုမျှော်တွေးပြီးစောင်းတွင်းအတွက်ပါပိုရှန်တဲ့အစာတွေကိုမြေကြီးထဲတူးမြုပ်ပြီးတိုးလှောင်နေပါပြီဖခင်မြတ်တာနဲ့ဉာဏ်ပညာပေါင်းစပ်လိုက်တဲ့အခါဒီမိသားစုလေးအသက်ဆက်ခွင့်ရသွားခဲ့ပါပြီအခက်အခဲကိုအခွင့်အရေးအဖြစ်ပြောင်းလဲပစ်လိုက်တဲ့ဒီမြေခွေးဖခင်ကြီးရဲ့စိတ်ဓာတ်ကတော့တကယ်ကိုအတူယူစရာပါပဲမိတ်ဆွေတို့ရောဘဝမှာအကျက်တဲတွေ့လို့ဉာဏ်သုံးပြီးဖြည့်ရှင်းခဲ့ရတဲ့အဖြစ်အပျက်မျိုးရှိခဲ့ဘူးပါသလားကိုမန်းမှာမျှဝေဆွေးနွေးပြီးသွားကြပါဦးနောက်ထပ်လည်းတော်ရန်တလိษံတွေရဲ့စိတ်ဝင်စားစရာဇလန်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါဦးအားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ